ဘုရားရှင်ချီလို့ရမထင်တဲ့အကြောင်းရင်း၃ချက်ရှိတယ်နော်ဟုတ်ပလားအဲ့တော့နူးညံ့တဲ့အတွက်မထင်ဘူးနူးညံ့လုံးတဲ့အတွက်မထင်ဘူးနောက်တစ်ခုကအင်အားကြီးတဲ့အတ္တတော်မြင်းတွေဟာကြာဘတ်တွေပေါ်ဖြတ်ပြီးတော့ကောင်းကင်တွေပြန်သွားတယ်ကြာဘတ်တွေကိုနင်းပြီးသွားတယ်ဆိုလို့လေဘလောက်ပဲအင်အားကြီးကြီးအတ္တတော်မြင်းရဲ့ခွာရဟာကြာရွက်ကြာဘတ်ပေါ်မှာမထင်ဘူးနောက်တစ်ခါဘုရားရှင်ရဲ့ခြေတော်ရတာထင်ခဲ့မယ်ဆိုရင်နေမိတဲ့သူတွေအဝိသိငရဲ့ကြာတရားရှိတယ်ဘယ်သူမှခြေဒီလမ်းကိုသွားရမှာမဟုတ်ဘုရားရှင်နေတိုင်းရွာတဲ့ဆုံးကကြွဟုတ်လားဘုရားရှင်ရဲ့ခြေတော်ရတာကြွတိုင်းနဲ့ထင်ခဲ့မယ်ဆိုရင်အဲ့ရွာလန်းရွာရုပ်ကိုဘယ်သူမှသွားရမှာမဟုတ်တော့ရွာလန်းနေမျိုးလန်းနေဟုတ်ဘူးလားနောက်တော့ကြောင့်မထင်တဲ့အကြောင်းကြီးအတ္တရုံမြင်းဟာကြာဘက်ပေါ်မှာမထင်သလိုပဲအလုံးတန်ခွန်အားကြီးတဲ့ဘုရားရှင်ရဲ့ခြေတော်ရလည်းမြေပြင်ပေါ်မှာမထင်ဘူးနံပါတ်1ကနူးညံ့လို့မထင်တာနံပါတ်2ကခွန်အားကြီးလို့မထင်တာအတ္တရုံမြင်းနဲ့ဥပမာပေးပါနံပါတ်3ကဘုရားရှင်ရဲ့ခြေတော်ရဖြစ်တဲ့အတွက်အဋိဋ္ဌံမထားခဲ့ဘူးဆိုရင်ထင်လေးမရှိဘူးပေါ့နော်အဲ့ဒါတော့နေမိတဲ့သူတွေအတွက်အနှောက်အယှက်မဖြစ်အောင်အကုသိုလ်မဖြစ်ရလေအောင်3ချက်ကြောင့်မထင်ဒါဆိုရင်ဘာကြောင့်ထင်တာလဲအဲ့ဒါမာဂန္ဒီယသုံးမှာဘာဖြစ်တာမာဂန္ဒီဖေးမာဂန္ဒီဟာငါသမီးနဲ့ပေးသားမဲ့ဒီတော့တွေ့ပြီဘာဖတ်လိုက်တာဆက်လက္ခဏာကိုဖတ်လိုက်တာဟုတ်လားဒီဆက်လက္ခဏာနဲ့ပတ်သက်ပြီးတော့ဒီကနေ့ကပါတိကဝလက္ခဏာသုံးမှာဘုရားကိုယ်တိုင်နော်32ပါးတော့လက္ခဏာကြီးမဟာဗုဒ္ဓလက္ခဏာတော့ကိုယ်တိုင်ဟောမထားခဲ့ဘူးလားဗျခြေမှာတွေ့တဲ့အတွက်ခြေခဏလို့ပြောလို့ရပါလက္ခဏာဆိုဘာကိုပြောအမှတ်သားဗျနော် signature ကိုပြောတာခြေမှာပဲတွေ့နဖူးမှာပဲတွေ့ပါးမှာပဲတွေ့သေးလားဘယ်နေရာမှာပဲတွေ့အထိမ်အမှတ်သားနေတယ်ဆိုရင်ဒါကိုလက္ခဏာလို့ signature လို့ခေါ်ပါတယ်ဗျာနော်အဲ့တော့မဟာဗုဒ္ဓလက္ခဏာတော်ထဲမှာဒီခြေရတော်နဲ့ပတ်သက်တဲ့လက္ခဏာတွေပါတယ်အဲ့ဒါကိုကြည့်တော့မာဂန္ဒီပုံနာကြီးဟာငါသမီးနဲ့ပေးသားမဲ့ပုဂ္ဂိုလ်တော်တွေ့ပြီးပုံနိမကြီးပြခေါ်တယ်ပုံနိမကြီးကြည့်လိုက်တော့ဘာဒါစัจ java မင်းရဲ့လက္ခဏာမှမဟုတ်တာဘာရဲ့လက္ခဏာလဲဘုရားရဲ့လက္ခဏာအဲ့တော့စัจ java မင်းနဲ့ဘုရားနဲ့လက္ခဏာတွေတူးမနေဘူးလားစัจ java မင်းကလည်း32ပါးတော့မဟာဗုဒ္ဓပါတယ်မြတ်စွာဘုရားကလည်း32ပါးတော့မဟာဗုဒ္ဓပါဘုရားပြည့်မဲ့ပုဂ္ဂိုလ်ကတောက်ကြကြိုကိုရောကြာတော်လေးကြိုကိုရောနှစ်ခုလုံးကြိုကိုမောက်တယ်အတိအကျထင်ရှားနော်စัจ java မင်းကျတောက်ကြကြိုကိုပဲထင်ရှားပြီးတော့ကြာတော်လေးကြိုကိုကနည်းနည်းမထင်ရှားဘူးဖြစ်အဲ့နှစ်ခုကိုဖတ်တယ်လို့ကျမ်းနေရဆိုပါတယ်ဗျာနော်နောက်ကြကြုံဒီမှာဂျာထဲမှာအင်္ဂါကြုံဒီမှာကြာသပတေးကြုံဒီလက္ခဏာဟောအောင်ဒါလက္ခဏာဟောတဲ့ဘုန်းကြီးဖြစ်နေတယ်နော်အဲ့ဒီမျိုးထင်ရှားတယ်လို့ပြောတယ်ကျမ်းနေရနော်ဒါပြောမယ်ဆိုရင်အလွယ်ပြောမယ်ဆိုဘုရားရှင်ရဲ့ဆက်လက္ခဏာတော်တွေကဘုရားပြည့်ပုဂ္ဂိုလ်ကပြည့်ပြည့်ဝဝထင်ရှားရှိပြီးတော့စัจ java မင်းတွေကတော့နည်းနည်းရော့တယ်ဆိုတဲ့အယူဆရှိပါတယ်နော်အဲ့ဒါတော့ဘုရားရှင်ရဲ့လက်သုံးတစ်လောက်နေတယ်လို့ပြောတယ်ဒီလိုဘယ်မှာသွားတွေ့ရဝိနည်းမှာသင်္ကန်းအတိုင်းထွာမှာဟုတ်လားဒါကြောင့်ဘုရားရှင်နဲ့အတိုင်းထွာတူတဲ့ဗမာနာတူတဲ့သင်္ကန်းကိုမဝေ့ယုံဘူးလို့သူပြောတယ်နော်ဆိုတော့အရှင်ရာဟုကလည်းစัจ java မင်းလုံးဖြစ်မနေဘူးလားဖြစ်နေတယ်နော်သို့တော့ဘုရားကြတော့ပြည့်ပြည့်စုံစုံဖြစ်တဲ့အတွက်မဟာဗုဒ္ဓလက္ခဏာတော်မှာဘုရားရှင်ကပြည့်စုံတယ်အစစ်မှန်ဆရာတော်ဘုရားကြီးရဲ့မဟာဗုဒ္ဓလက္ခဏာတော်ဘုရားရှိခိုးလည်းတော်တော်ကောင်းတယ်ဗျာနော်အဲ့ဒါမင်းကိုဆရာတော်ဘုရားကြီးကမဟာဗုဒ္ဓမှာဒါကိုရှိခိုးထားပါတယ်ရှင်များတို့ line မှာလည်းကြည့်လို့ရတယ်အဲ့ဒါဆိုတော့ဘုရားရှင်ကအဋိဋ္ဌံနဲ့ထင်ခဲ့တယ်အဋိဋ္ဌံနဲ့ထင်စေတယ်ဆိုရင်တော့မထင်ဘူးလားဒါကိုတွေ့ရတယ်နော်အဲ့ဒါဆိုတော့တာမန်ပဂရိအနေနဲ့ဆိုရင်တော့နံပါတ်1နုညံ့လို့မထင်ဘူးနံပါတ်2ခွန်အားကြီးတဲ့အတ္တတော်မြင်းတွေဟာကြာဘက်ပေါ်မှာမထင်သလိုခွန်အားကြီးမှလည်းတဲ့နော်ဟုတ်လားပဂရိစင်ဂရေ1000အားနဲ့ညီတဲ့ဘုရားရှင်ခွန်အားကြီးတော်မူတဲ့ဘုရားရှင်ရဲ့ခြေရတော်ဟာလည်းထင်လေးမရှိဘူးနောက်တစ်ခါနော်ဘုရားရှိရဲ့ခြေရတော့ဒါထင်ခဲ့မယ်ဆိုရင်နင်းမိတဲ့သူတွေအတွက်အခက်အခဲရှိတယ်သွားမဲ့လာတဲ့သူတွေအတွက်မနေရင်မသွားရဖြစ်မှာဆိုလို့ထင်လည်းမရှိအဲ့တော့ဘယ်အချိန်မှထင်လဲနောင်လာနောက်သားတွေအကျိုးကျေးဇူးများဖို့အတွက်ကိုးကွယ်ဖို့အတွက်အမွေနဲ့ထားခဲ့တဲ့အခါအဋိဋ္ဌံနဲ့ထားခဲ့မယ်ဆိုရင်တော့ထင်နိုင်တယ်ပေါ့နော်အဲ့ဒါပြီးတော့မေးစရာရှိတယ်ပေါ့ဘုရားရှင်ကအဲ့ဒါလောက်ကြီးလားပေါ့ကြီးအောင်ဒါဘုန်းကြီးတွေကြတော့လွယ်တယ်ဗျာနော်သိအောင်လုပ်တော့လေမုံညင်းသေးတဲ့အထိသိပြီးတော့ပရိက္ခရှိပါနဲ့သိညာကြွလို့ရတယ်ကြည့်အောင်လုပ်မယ်ဆိုတော့လေစัจ java လားတောင်းတိုင်းညတော့တယ်ရှင်မြတ်မဂရိခြေရတော့နော်ဘုရားရှင်က6တောင်ဝင်းကျင်ကောက်ရှိကောင်းရှိမယ်နော်မာဂန္ဓဆရာတော်ဘုရား18တောင်လောက်တော့ပြောတယ်ဒါပေမဲ့တပည့်တော်တို့ခုဥရဝေလာတော်ကိုရှင်မြတ်တို့ကြည့်ဘုရားရှင်ထိုင်ပြီးတော့တရားအားထုတ်ခဲ့တဲ့ဂူကြီးရှိတယ်အဲ့ဒီဂူကတပည့်တော်လက်ကုပ်တစ်ဖောင်နဲ့မတ်တက်ရက်ပြီးတော့လက်ကုပ်တစ်ဖောင်လှမ်းထိလိုက်တယ်ဆိုရင်ထိတာနော်အဲ့မှာဘုရားတော်ဘုရားကြီးကြောက်ပလင်ရှိတယ်အဲ့ကြောက်ပလင်ပေါ်မှာအခုထိုင်တော်မူရုပ်ပွားတော်ထူတာအဲ့ပေါ်မှာထိုင်ပြီးတော့တရားအားထုတ်ခဲ့ရုံမှန်ရင်
နော်ဘုရားရှင်အများကြီးအရက်ရှိတရားမရှိပဂတိအားဖြင့်ပေါ့ဗျာပဂတိအားဖြင့်ဟို6တောင်လောက်တော့ရေကောင်းရှိမယ်9ပေဝင်းကျင်လောက်ဖြစ်ဖြစ်မယ်ဒါကတော့ရှင်များတို့ပကံခေလောက်တောင်တပြည့်တို့ဟာနော်အရက်ပေက9ပေဝင်းကျင်တွေရှိနေသေးတာပဲနော်အဲ့ဒါဆို9ပေအဲ့ဝင်းကျင်လောက်ရှိမယ်အဲ့ဒါတော့အများကြီးရှိတယ်အဲ့ဒီဟာနေအတိုင်းအထွာကိုကြည့်မဲ့ဆိုရင်ရှင်များတပေပတ်ချလိုက်လောက်ရှိမယ်နည်းနည်းစွရင်စွမယ်ဒါတော့ပဂတိအားဖြင့်ဆိုရင်ပြောတာပေါ့ဗျာနော်အဲ့တော့အခု3ပေကျော်လောက်ကြီးဆိုတော့ဒီလောက်ကြီးသလားဆိုတော့ရှင်ပြရဲ့ဆက်လက္ခဏာတွေထင်ရှားအောင်ပြပါတယ်ဆိုမှတိတိလေးပြလို့ရပါမှာနော်ထင်ရှားဖြစ်ဖို့အတွက်ပါလေဒါဆိုသူ့ရဲ့အတိုင်းတော်မာနကိုဆက်လက္ခဏာတွေထင်ရှားလောက်အောင်ကြီးချခဲ့တယ်လို့ဒီလိုပဲယူဆအံ့ဩစရာကောင်းတာရှင်ရတို့တွေ့လိမ့်မယ်ပြီးချခဲ့တဲ့ခြေရတော်တွေကတကဘာလုံးမှာအတိုင်းတော်မာနတွေကအတူတူလောက်ဖြစ်နေတာတွေ့ရမြန်မာပြည်ကရှင်ရတို့သိတဲ့အတိုင်းပဲ108ကွက်ပြည့်အောင်ကိုထုတာနော်အဲမောင်တွေရောလှန်တွေရောအိမ်တွေရောဟုတ်လားချင်းတင်းတွေရောအကုန်မထည့်ဘူးလားအပြင်မှာတော့ဒီပြီးတော့အဲ့လောက်ကြီးထင်ရှားရှားကြီးပြည့်စုံမှဖြစ်လိမ့်မယ်ဒီတော့အဲ့ဒါမပြောတတ်ဘူးနော်ဒါဒီပြီးတော့မြန်မာပြည်တော့အဲ့ဒီတိုင်းပဲထူကြအဲ့ဒါတော့မြတ်စွာဘုရားရှင်ရဲ့ခြေတော်ဒီတော့ဖျားပုံတွေကြီးမှတွေ့လေခြေဖွားတွေလို့တက်ကမြင်းနေတာတကကြီးမြင်းနေတာခွတ်နေလို့မရခွတ်နေတယ်ဆိုတာတဏှာရာကရှိတဲ့ပုံကိုယ်တွေမှာထင်ရှားတဲ့လက္ခဏာဘုရားရှင်ရဲ့ခြေဖွားတော်ဟာညီးနေရနင်းလိုက်တယ်ဆိုရင်အကုန်အပြည့်ပဲနော်ဒါကြောင့်ခြေပွားတော့ထပ်ထားတယ်ဆိုရင်လည်းခွတ်နေလို့မရဘူးတချို့ကလှလူလိုလောက်တာပေါ့လူလိုလဲလို့မရဘူးဘုရားလက္ခဏာနဲ့ညီအောင်တို့ကဆိုတော့အညီထုอ่ะအကုန်လိုက်ပြီးပြင်တာနော်တက်နိုင်တဲ့ပြဒီတော့လက္ခဏာတော့ကျန်းနေတယ်အကုန်ကြည့်ပြီးတော့ထုတာဆိုတော့သူများတွေကနေရွယ်ကြီးတွေတီထောက်တယ်မထောက်ပါဘူးအဲ့လောက်ထိရှည်တယ်လို့မလားနော်108ပါလက္ခဏာတော့ငယ်80ကျတော့ပါလိမ့်မယ်လက္ခဏာတော့ငယ်80လက္ခဏာတော့ကြီးဟာ32ပါလက္ခဏာတော့ငယ်ဟာ80လက္ခဏာတော်ကြည်ငယ်အသွဲဖြင့်တပ်ပေလာသောကိုရင်ငါဝဲပါရမီတော်ဟုံကိုလုံးထုံလျက်မတ်ထုံသိကျူတေယံဘူးဟုဟောဘာကံဆရာတော်ရဲ့ဒီလိုရှိခိုးတယ်နော်အဲ့ဒါဆိုတော့လက္ခဏာတော်ကြီးလက္ခဏာတော်ငယ်ခြေရတော်မှာတော့108ကွက်ပါတယ်လို့ဆိုတယ်လို့တော့အဲ့လောက်ထိလည်းဖြစ်ချင်မှဖြစ်လိမ့်မယ်ဒီတော့ဒါကိုမဟုတ်ချင်မပြောနိုင်မြန်မာနိုင်ငံမကွေးတိုင်းမင်းဘူးမန်းချောင်းစက်တော်ရအထက်တော်ရအောက်ဆက်တယ်ဒါတော့ရှင်မရတ္တတာရလို့နော်ဟုတ်လားတာလွန်မင်းတရားကြီးရဲ့လျှောက်ထားခြင်းအဖြစ်ဆက်တော်ရနှစ်စုကိုမြတ်စွာဘုရားရှင်သာသနာနှစ်2100ဝန်းကျင်မှာပေါ့နော်တာလွန်မင်းတရားကြီးလက်ထက်မှာရွှေဆက်တော်ရဒေါ်လာဆိုတာလည်းရှိတယ်နော်တောင်ပူလာဆရာတော်ဘုရားကြီးတို့ကြွပြီးတော့ကြည်တယ်နော်ဖူးတယ်ရှာဖွေတယ်တွေ့ကြည့်တယ်တော့တရားမင်းကခွင်းတက်ကြည်အောင်ဆောင်ပြီးတော့နေရာကိုပြတယ်လို့ပြောတယ်နော်အဲ့ဒီမှာတွေ့တယ်တွေ့တဲ့အခါပါလာတဲ့နှစ်ထပ်သင်္ကန်းကြီးကိုတော့တောင်ပူလာဆရာတော်ဘုရားသူဖျားစုပန်ထားတာဖျားဖြစ်မဲ့ဆိုရင်ဘာဖြစ်လဲနော်အဲ့ထူးခြားတဲ့အထိမ်းအမှတ်ပြပါဆိုရင်ကြိုးကြရုပ်ကြီးပို့လာတယ်ကျိုးတော့ကြိုးစားကြတော့ကြာအောင်မဲ့ဆိုတဲ့နမိတ်ကိုဆရာတော်ဘုရားကြီးဖတ်တယ်လို့ပြောတယ်နော်တောင်ပူလာဆရာတော်ဘုရားကြီးနော်သာလမန်တရားကြီးလက်ထက်ပြဒါပြန်လဲတွေ့ရှိအထက်သက်တော်ရဖြစ်เสียတယ်လို့ပဲဘုန်းကြီးတစ်ပါးဘုရားဖြစ်တော်တာမယုံဘူးဆိုပြီးတော့ဒီတူးဖြိုပြီးတော့ချွေတယ်နော်ဖဲပြက်တယ်အဲ့ဒါခြေတန်းတော်လေးပဲ့သွားတယ်လို့ပြောတယ်ဒီချခဲ့တဲ့နေရာပေါ့လေနော်အဲ့ဘုန်းကြီးချက်ချင်းမျက်စိကွဲသွားတယ်ဒါလည်းတပည့်တော့စာနဲ့ပင်နဲ့မှတ်ခဲ့တာတော့မဟုတ်ဘူးသမိုင်းအထောက်လေးတော့တပည့်တော့ရလိုက်တယ်စာမမှတ်မိတော့နော်အဲ့ဒါ